တမဝါယမနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမကွေးတိုင်းဒေသကြီးမြို့သစ်မြို့နယ်တမဝါယမဦးစီးဌာနမှ2026-2029ဘဏ္ဍာရေးနှင့်လူမှုစီးပွားမြင့်တင်ရေးတက်တန့်ရောင်စီမံကိန်းအရင်မပြောင်းလက်ပတ်ရန်မုံငွေမှဝါသီးနှံစိုက်ပျိုးတဲ့တောင်သူများအတွက်မြို့နယ်သွင်းအားစုပံ့ပိုးပေးရပွဲကိုဇူလိုင်23ရက်မွန်းလယ်ပိုင်းကမြို့နယ်တမဝါယမဦးစီးဌာနရုံးမှကျင်းပပါတယ်ဦးစွာမြို့သစ်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ကအဖွင့်အမှာစကားပြောကြားပြီးမြို့နယ်တမဝါယမဦးစီးမှုကလူမှုစီးပွားမြင့်တင်ရေးတက်တန့်ရောင်စီမံကိန်းဖြင့်ဝါသီးနှံဆိုင်တောင်သူများအတွက်မြို့နယ်သွင်းအားစုများပံ့ပိုးပေးရခြင်းရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားကာဂွေးကုန်းကျေးရွာအုပ်စုဂွေးကုန်းကျေးရွာမွေးမြူရေးနဲ့အထွေထွေလုပ်ငန်းတမဝါယမအသင်းသားတောင်သူများအားဝါသီးနှံဧက350အတွက်မျိုးစေ့နဲ့သွင်းအားစုများပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။